စိတ်မှာတဏှာမပါလာဘူးလားပါလာတဲ့တဏှာကိုဘာလို့ရမလဲစွန့်ဘာလို့ရမလဲနိဗ္ဗာန်တဏှာမရှိဘူးဆိုတော့တဏှာမရှိတဲ့နေရာကိုစိတ်ကညှို့ခြင်းတဏှာစိတ်ကြီးနဲ့ကျွလို့ရပါမလားအဲ့တော့ဘာလို့ရမလဲလှုပ်ခြင်းနဲ့ကြည်ခြင်းနဲ့ဆိုတာလွာလဲတဏှာလိုက်ရောလှုပ်ရမယ်ဆိုရင်လိုက်ရောတာမလိုက်ရောတော့ဘူးဆိုရင်တဏှာကိုစွန့်တာမဟုတ်ဘူးလားအဲ့လိုဆောင်ရတဲ့ကိစ္စကនិရောဓသစ္စာကိစ္စအဲ့လိုစွန့်လိုက်တဲ့ကစိတ်မှာသိမှုရှိသေးလားမရှိပါဘူးသိမှုချုပ်မသွားဘူးလားအဲ့ဒါនិရောဓသစ္စာនិရောဓသစ္စာရဲ့တဏှာအလိုကိုမလိုက်ရောရမနဲ့လိုက်ရောပြီးပြင်မရှုရမယ်စားပြင်မရှုလို့မှုတွေကိုစွန့်လို့လိုက်တဲ့ကိစ္စအဲ့လိုကိစ္စလေးကသစ္စာလေးပါးတပြိုင်တည်းပေါ်မလာဘူးလားပေါ်လာပါဘူးအဲ့လိုတပြိုင်တည်းပေါ်တာနဲ့ခုနယောဂီတွေကချမ်းသာတယ်ဗျာအေးတယ်ဗျာဆိုအတန်ပေါ်မလာဘူးလားပေါ်လာပါဘူးအဲ့ဒါသစ္စာလေးပါးရတော့နိဗ္ဗာန်ဆိုတဲ့និရောဓသစ္စာនិရောဓဆိုတာဆင်းရဲမှုကြီးချုပ်သွားတာတဏှာချုပ်သွားတာကိုပြောတယ်သစ္စာကြီးမဟုတ်ဘူးပထမဒေါဘဒေါသတွေစိတ်မှာကပ်မနေဘူးလားကပ်တော့ဆင်းရဲမှုရောပါမလာဘူးလားအေးအဲ့ဒါအမှန်ပဲမဲ့စိတ်စိတ်နဲ့ပယ်စားလိုက်တဲ့ခါကျတော့လောဘတဏှာနဲ့တကွာအာဟုစိတ်စိတ်မှာကပ်သေးလားချုပ်မသွားဘူးလားအဲ့ဒါនិရောဓတပြိုင်တည်းမှာဆင်းရဲမှုပါချုပ်မသွားဘူးလားအဲ့ဒါလည်းនិရောဓဆင်းရဲမှုတွေဆင်းရဲအောင်လုပ်နေတဲ့စေတသိက်တွေစိတ်နဲ့ဟာလားဆင်းရဲတဲ့စေတသိက်တွေနဲ့ဆက်ဆက်တဲ့တဏှာတွေတပြိုင်တည်းချုပ်သွားတာမမှန်ဘူးလားမှန်ပါဘူးအဲ့ဒါនិရောဓသစ္စာပဲအဲ့သစ္စာလေးပါပေါ်မသွားဘူးလားပေါ်ပါဘူးအေးအဲ့ဒါကိုမှတ်တာယောဂီတို့သိရင်ပါသွားခြင်းနဲ့ဘာလို့သစ္စာလေးပါပြင်လို့သွားတာသစ္စာလေးပါတပြိုင်တည်းသိခဲ့တယ်သစ္စာလေးပါကိစ္စလေးရတပြိုင်တည်းအောင်မြင်ကကျင့်ခဲ့တဲ့အတွက်ကြောင့်တည်ငါအဖြစ်နိဗ္ဗာန်ကိုအောင်ပြုနိုင်ခဲ့တယ်နိဗ္ဗာန်ကိုအောင်ပြုတယ်ဆိုတာဒုက္ခတော့ရှိပြီဒေါမနတရှိသေးလားမရှိပါဘူးအဲမရှိတဲ့သဘောလေးမှာအဲ့ဒါရရှိတာဖို့အခါနဲ့ဆင်းရဲရမယ်စားဆင်းရဲမှုမရှိဘဲနဲ့အေးတယ်ပြချမ်းသာတယ်ဆိုအဲ့ဒါဖို့ဖလားအကျိုးနော်အဲ့ဒါကဖို့ဆိုတာကိုယ်စိတ်ဆိုတာအကျိုးတရားကိုခေါ်တာအာနာပါနကမ္မထာအဖြစ်ဘောဓိပက္ခယတရားသုံးခွင့်ပါတဲ့တဏှာကိုဝယ်လိုက်တာကအကြောင်းမဂ္ဂသစ္စာအကျိုးဖလားဓမ္မပါဖို့ချမ်းသာတာမရဘူးလားရပါဘူးမဲ့ဖို့ဆင်းရဲမှုနဲ့ဒုက္ခတွေချုပ်သွားတာနိဗ္ဗာန်ချမ်းသာတယ်လေးခံစားတာဖို့7 မိနစ်တကွာတဏှာချုပ်သွားတာကဒီလိုသစ္စာနိဗ္ဗာန်တဏှာကိုပိုင်းခြားပယ်တတ်တာကမဲ့ဖို့နိဗ္ဗာန်ပေါ်မလာဘူးလားပေါ်လာပါဘူးအဲဒီမဲ့ဖို့နိဗ္ဗာန်ရခြင်းရှိရပါလို့ကလေသင်္ခါရုပ္ပခာသင်္ခါရတွေကိုဥပိ္ပခာပြုခဲ့ဒုက္ခဝေဒနာနဲ့တွေ့ကြတယ်ဒုက္ခဝေဒနာမှာမလိုက်ရောတော့ဘူးဒုက္ခဝေဒနာနဲ့တွေ့ရတော့ဒုက္ခဝေဒနာမှာမကန့်ကြီးတော့ဘဲနဲ့ကာယောမှုလိုက်ရောမှုတွေကိုအဲ့ဒါကိုစွန့်လို့တာအဲ့ဒါသင်္ခါရအဲ့ဒါကိုဥပိ္ပခာပြုခဲ့သင်္ခါရုပ္ပခာညာဒါလေးပါခေါ်ပြန်လှုပ်ဝင်ပြင်းမဲ့စားမလှုပ်ပဲလှုပ်တဲ့ပြည့်တဲ့ဆိုတဲ့သင်္ခါရလိုက်ရောလှုပ်ရအောင်မယ်စားမလှုပ်တော့ဘဲနဲ့လှုပ်လို့မှုတွေအကုန်မစွန့်ကြရဘူးလားစွန့်ကြရအဲ့ဒါသင်္ခါရုပ္ပခာညာဘုဒ္ဓဘုမဲ့ဖို့ဆိုပြီးတော့အဲ့လိုတည်ငါနိဗ္ဗာန်ဝိပဿနာယာနိကလမ်းကြောင်းအဲ့လိုတက်တယ်နားလေလားမလဲလားတော့မသိဘူးငောင်းပြီးကြောက်နေမှာပါသိလေအချိန်တန်ဘယ်လိုလှုပ်ရမလဲဘယ်လိုပြင်ရမလဲဘယ်ဆရာလေးဘယ်ရောက်နေလဲပေါ့ဒီလောက်ဆိုနာရက်ပြီးလောက်ဘယ်လိုဟောခွက်ဆိုရင်သူကဘယ်နှနာရီမှတ်ဘယ်နေရာရောက်ရင်အဲ့ဒါဘယ်နှနာရီပြည့်ပြီသူတို့သိတယ်ဒါကတော့အပြင်ပါတယ်ဒါကြတော့ဒီနေ့ချိန်ကြီးကျင့်စဉ်တရားတဲ့ပုံမှာမရှင်းလင်းဘူးဒီကျင့်စဉ်တွေအဖြစ်ဘုရားဟောတရားနဲ့မကိုက်ရင်ခန္ဓာမှာလည်းအကျိုးမရှိဘူးလို့ထောက်ပြနိုင်တဲ့ပုဂ္ဂိုလ်ရှိမရထပါမရှင်းနဲ့အာမနာနဲ့ပြောင်းတာပြောဥစဉ်ရနဲ့စက်တာတွေအာနာတယ်ဥစဉ်ဝါဒမရှိဘူးအာနိုင်ကိုနာတယ်အာနာတယ်ဆိုတော့ကိုယ့်ရဲ့သုံးဆုံးရင်းမယ်ကဲလျှောက်ပါအရှင်ပြပြတာကြီးယနေ့ထိကျင့်လာခဲ့တာကောင်းကျိုးမရှိဆိုးကျိုးပဲရှိတယ်ဘုရားဟောဒေသနာနဲ့ဘယ်ဒေသနာကြမလျော်ညီဘူးတပည့်လည်းခန္ဓာမှာကျင့်တာအကျိုးမရှိဘူးအဲ့လိုအထောက်အထားအကိုကပြနိုင်တဲ့ပုဂ္ဂိုလ်ရှိရင်မတ်တရပါအာမနာပါနဲ့မှတ်တာဘယ်ဆရာမှအာမနာနဲ့အာနိုင်ရင်ဘာဖြစ်လဲဆုံးရှုံးနေအာနိုင်မဆုံးရှုံးလားလူတယောက်ဒုတ်တစ်ချောင်းသူနဲ့ကိုယ်နဲ့တွန်းတယ်ကိုကအာနာလို့လျှော့တော့သူကကိုယ်ကြီးပြန်မတွန်းခါအောင်လားအေးအာနိုင်ကိုရှိတာမှတ်တာအာနာတယ်ဆိုတာနင့်နာမှုဆုံးရှုံးမှုတရားပဲသူများလည်းမပြင်းမနဲ့ကိုယ်လည်းအာမနာနဲ့ဥစဉ်အဲ့ဒီဘာသာပဲကျင့်လို့ကဲဥစဉ်ကိုလည်းအာမနာနဲ့ကြောက်ရချင်းထားကြောက်ငြိမ်ပြီးကြောက်ပြီးကိုယ်မလုံနေနဲ့အရှင်မြတ်ဒီလိုရှိတယ်ဟိုလိုရှိတယ်ပြောဥစဉ်ကလည်းပြောတာဘယ်နေရာမှနေရာမရွေးဘူးမဟုတ်မားတယ်လို့ပြောတာကောင်းတယ်လို့ပြောတာအဲ့ဒါလက်မခံနေပဲသူကသေးသေးပဲကိုကကောင်းတယ်တင်ပြောတာကဲကြောက်နိုင်ပုဂ္ဂိုလ်ရှိလားတင်ပြနိုင်တဲ့ပုဂ္ဂိုလ်ရှိလားမရှိဘူးမရှိလို့ချင်းနမောတတနဲ့ဘုရားကတော့